စိတ်ကိုလှန်တန်နေဖြင့်ရိုက်နှက်ပြီးလူတွေကိုရန်လိုအောင်လှုပ်ထားခဲ့တယ်။သူ့ကိုကာကွယ်ထို့ပဲဖြစ်တယ်။ဒီလိုအချင်းအတော်ကြာဆက်လက်ဖြစ်နေခဲ့တယ်။ဒါပေမဲ့ဒီနေ့မှာတော့စိတ်ကမခံနိုင်တော့ဘူး။ရုတ်တရက်ရှေ့ကိုလှုပ်ပြီးသူ့ရဲ့မြားလို့ထက်တဲ့ခေါင်းကျူနဲ့အဲ့ဒီလူရဲ့ဝမ်းပိုက်ထဲကိုနှုတ်ချက်တိုက်ဝင်ထိုးလိုက်တယ်။လူကတုံလုပ်ပြီးနောက်ဆုတ်သွားတဲ့အချိန်စိတ်ကလိုက်တယ်ပြီးတော့မုတ်ခေါင်ပေါ်ထိလိုက်တက်ပြီးကန်ချလိုက်တယ်။လူကမြေပြင်ပေါ်ပြင်းပြင်းထန်ထန်လဲကျသွားပြီးမိနစ်အနည်းငယ်အတွင်းသေဆုံးသွားတယ်။နောက်မှာသူ့အလောင်းကိုတွေ့တဲ့အချိန်စိတ်ကိုဖမ်းဆီးခဲ့တယ်။ဒါပေမဲ့တက်ဝစ်မဲ့အစာဒရိဆန်ကဲဆယ်ရဲ့အဖွဲ့တွေကထိမ့်သိမ်းယူသွားခဲ့သူတို့ကတင်ချိုင်းမြေတွေကလူဦးကောင်းအယုတစ်ခုကိုယူပြီးအပေါ်ပိုင်းကိုဖျက်ထုတ်လိုက်ကြတယ်ပြီးတော့တန့်ရှင်းအောင်လုပ်ပြီးပေါ်လစ်လုပ်တယ်နောက်ကစစ်မှာတော့အယိုးပေါ်မှာအလှဒီဇိုင်းတွေထွင်ပြီးတပ်တူတွေနဲ့ရတနာတွေကိုတွဲထည့်တယ်ဒီလိုနဲ့ပြုလုပ်ထားတဲ့တန့်ရှင်းမြင့်မြတ်တဲ့ခွက်ကိုဝိုင်းဖြီးပြီးဘာလာအီးပွဲများမှာအသုံးပြုကြတယ်ဒါကိုဒေါသကြီးတဲ့ဖျားတွေကိုပူဇော်တဲ့အခါသွေးကိုကိုစားပြုဖို့အသုံးပြုကြတယ်တချို့ခွက်တွေထဲမှာတော့မျက်လုံးနားနှာခေါင်းသို့မဟုတ်လျှာပုံစံနဲ့မုတ်ဖုတ်ထားတဲ့အရာတွေကိုထည့်ထားတယ်ဒီအားလုံးကိုတော့ဖျားတွေစိတ်ကြည်နက်အောင်လုပ်ပြီးဖို့ပဲထက်တယ်